ရှိရှိတော့ကတစ်ပင်ကြီးတွေထူထပ်တဲ့တောနက်ကြီးတစ်ခုမှာပေါ့တောကောင်တွေအကုန်လုံးကြောက်ရတဲ့ကြားကြီးတစ်ကောင်ရှိခဲ့တယ်။တနေ့မှာတော့ကြားကြီးဟာနေ့လယ်စာစားပြီးလို့တစ်ပင်ရိပ်အောင်ကတခေါခေါနဲ့အိပ်ပျော်နေတာပေါ့။အဲ့ဒီအချိန်မှာပဲအငိမ့်မနေတော့တဲ့ကြွက်ကလေးတစ်ကောင်ဟာဟိုပြေးတီလွားဆော့ကစားရင်အိပ်ပျော်နေတဲ့ကြားကြီးရဲ့နှာခေါင်းပေါ်ကိုမတော်တဆခုန်တက်မိလိုက်ပါလေရော။ကြားကြီးဟာလက်နိုးသွားပြီးဘောကတကြီးနဲ့သူ့လက်ဝါးကြီးနဲ့ကြွက်ကလေးကိုဖမ်းလိုက်တယ်။ပြီးတော့တောဘရင်ကအိတ်နေတာကိုလာနှောက်ရှက်ရဲတာဘာလို့လဲကွ။အော်ဒီကျွတ်ဆုပ်လေးပဲမင်းတော့တေဖို့သာပြင်ထားတော့ဆိုပြီးပြောလိုက်ပါတယ်။ကြွက်ကလေးဟာတုံတုံရင်နဲ့ကြားကြီးရဲ့လက်သေးကြားကနေအတနာခံရှာတယ်။အရှင်ကြားကြီးရဲ့ကျွန်တော်မျိုးမှားသွားပါတယ်။မသိလို့ဖြစ်သွားတာပါဗျာ။ဒီတစ်ခါတော့ကျွန်တော်အသက်ကိုချမ်းသာပေးပါ။ကျေးဇူးဆက်မှတ်နေရှိလာမှာပါဗျာလို့ကြွက်ကလေးကပြောလိုက်တော့ကြားကြီးကကြွက်ကလေးရဲ့စကားကိုကြားတော့သဘောကျပြီးရီမောလိုက်ပါတယ်။မင်းလိုအကောင်တေးသေးလေးကငါ့ကိုကျေးဇူးဆက်မယ်ဟုတ်လား။ကောင်းပြီလေဒီနေ့တော့ငါဘိုက်ပြည့်နေလို့မင်းကိုလှုပ်ပေးလိုက်မယ်။သွားနောက်တစ်ခါငါရှိကိုမလာနဲ့။ရဲနှဲငယ်ကြားပြီးတဲ့နောက်မှာတော့မုတ်ဆိုးတအုပ်ဟာတောထဲကိုရောက်လာပြီးပိုက်ကုံလေးဆင်ထားခဲ့တယ်။ကန်ဆိုးကျင်တော့ကြားကြီးဟာအစာရှာထွက်ရင်အဲ့ဒီပိုက်ကုံထဲမှာမိသွားပါတော့တယ်။သူ့ရဲ့ခွန်အားတွေဘလောက်ကြီးကြီးကျိုးတွေကအရန်ခိုင်လွန်းတော့ရုံးမရဖြစ်နေတော့တာပေါ့။ကြားကြီးဟာလွတ်လန်းမမြင်တော့ပဲဝမ်းနဲ့စွာနဲ့အော်ဟိတ်ညီးတွားနေရှာတယ်။အဲ့ဒီအတန်ကိုကြားတော့ဟိုတလောကကြွက်ကလေးရောက်လာတယ်။ကြွက်ကလေးဟာကြားကြီးရဲ့အနာကိုအမြန်ပြေးသူ့ရဲ့ချွန်ထက်တဲ့သွားလေးတွေနဲ့ပိုက်ကွန်ကျိုးတွေကိုတစားစီကိုက်ဖြတ်ပေးလိုက်တယ်။မကြခင်မှာပဲကြားကြီးကလွတ်မြောက်သွားတယ်။ကြားကြီးဟာကြွက်ကလေးကိုကြည့်ပြီးပြုံးလိုက်တယ်။ကျေးဇူးတင်ပါတယ်တငယ်ချင်းဟာအကောင်သိပ်ပေမဲ့မင်းရဲ့ကူညီမှုကတကယ်ကိုကြီးမားပါတယ်။အဲဒီနေ့ကစလို့သူတို့နှစ်ကောင်ကတငယ်ချင်းတွေဖြစ်သွားကြပါတယ်။ကဲကလေးတို့ရေဒီပုံမြင်လေးကနေတွေးချင်တဲ့သင်ခန်းစာလေးကတော့ကိုကဘလောက်ပဲအင်အားကြီးကြီးအားလုံးမှာသူ့ရဲ့ချင်းနဲ့သူရှိကြတယ်ဆိုတာပါပဲနောက်ထပ်အခုလိုပုံမြင်လေးတွေနားထောင်ဖို့ Storyland Channel လေးကို Subscribe လုပ်ထားဖို့မမေ့ကြပါနဲ့နော်